္ဂလာပါရှင်ဖူပိုင်ပီကီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တစောင်းမုံလာပြည့်နေ့ကအုံတမင်းလေးချက်ပြီးတော့ကုသိုလ်လေးလုပ်ဖြစ်ခဲ့လို့အုံတမင်းချက်လေးကိုပြန်လည်ပြီးတော့ပြောပြပေးသွားပါမယ်အုံတမင်းလေးကိုတော့အိမ်မှာပဲပေါင်းဝန်းလေးနဲ့အလွယ်တကူချက်ဖြစ်ပါတယ်ပေါင်းဝန်းပစ္စည်းလေးတွေကတော့အုံနို့ရှီချက်သွန်နီပေါ်ဆံမွေးဆန်စီစာတကြားတို့လိုအပ်ပါတယ်ဆန်180မီလီခွက်နဲ့5ခွက်ကိုအုံနို့900မီလီတပူသုံးထားပါတယ်စီထမင်းစားစွန်းနဲ့ငါးစွန်းကန်ထည့်ပါတယ်တကြားထမင်းစားစွန်း3စွန်းကန်ထည့်ပါမယ်စားလက်ဖက်ရည်စွန်းနဲ့တစ်စွန်းထည့်ပါမယ်ချက်သွန်နီအလုံးသေးလေးတွေထည့်ပေးပါမယ်ချက်သွန်နီကတော့မိမိကြိုက်တဲ့တက်တလောက်ထည့်လို့ရပါတယ်အခုချိုးစားလေးကတော့ဆန်ကနှုတ်စီဘူးနဲ့ဆိုရင်2ဘူးခွဲလောက်ရှိပါတယ်ရေကိုတော့ဆန်ချင်ထားတဲ့ခွက်နဲ့ပဲ9ခွက်ထည့်ထည့်ပါတယ်ခုရေချိုးစားလေးကတော့အရန်ကြီးလည်းမပြောအရန်ကြီးလည်းမမာတဲ့အနေထားလေးပဲဖြစ်ပါတယ်မာလေးကြိုက်တယ်ဆိုရင်တော့ရေကိုရှော့ထည့်ပေးပြီးတော့ပျော့ပျော့လေးကြိုက်တယ်ဆိုရင်တော့ရေကိုအနည်းငယ်လေးပို့ထည့်ပေးပါပြီးရင်တော့အရသာလေးတွေတမသွားအောင်မွေထားပေးပါမယ်ပြီးရင်တော့ပေါင်ဝလေးထဲမှာထည့်ပြီးတော့တည်ထားပေးလို့ရပါပြီထမင်းကိုချက်သွားပြီးရင်ချက်ချင်းကြီးမခူးပဲနဲ့9မိနစ်10မိနစ်ခန့်ခဏအေးခံပြီးမှသာလျှင်ခူးပြီးတော့စားပေးပါခုဆိုရင်တော့ပေါင်ဝလေးနဲ့ချက်တဲ့လွယ်ကူမြန်ဆန်တဲ့အုံထမင်းလေးရပါပြီရှင်အုံနို့လည်းအရန်မများအချိုလည်းအရန်မကဲတဲ့အချိုစားလေးမို့လို့အုံနို့နဲ့မတည့်တဲ့သူတွေလည်းအနည်းငယ်စားလို့ရပါတယ်ပေါင်အုံနဲ့ချက်တာမို့လို့အရန်ကိုလွယ်ကူမြန်ဆန်လို့အားလုံးလည်းလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြရအောင်နော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်